အားလုံးပဲကျွန်တော်တို့မင်္ဂလာပါခင်ဗျာအခုတော့ကမ္ဘာဘာသာလည်းပြီးသွားပြီပြီးတော့ရဲဆိုတော့ကလပ်အတင်းတွေဘက်ကိုကျွန်တော်တို့ရောက်လာပြီအခုတော့ကမ္ဘာဘာသာကလည်းနည်းနည်းလေးပြီးတာကမနေ့နေ့ကမှဆိုလေကမ္ဘာဘာသာအရှင်ကြီးနဲ့လွမ်းဆွေးငိမ်းမိုးပြီးတော့နည်းနည်းလေးတော့ရှိတာပေါ့ဗျာကျွန်တော်တို့ဒါမက်ဆီဖန်တယောက်ကတော့နည်းနည်းလေးစိတ်ကတော့အဆင်ပြေလားဆိုတော့တကြီးတော့မပြေဘူးဟုတ်လို့လားတကြီးတော့ပြေတဲ့ထဲမှာမဟုတ်ဒါပေမဲ့တကြီးလည်းဝမ်းနေကြတော့မဟုတ်ပါဘူးထားပါတော့ကျွန်တော်တို့ခုတော့ Rodrigo Hernandez ကျွန်တော် Manchester City ရဲ့ GM ဒါ captain ပေါ့ဗျာဒီ captain ကပြောမယ်ဆိုတော့ captain ဖြစ်ဖို့အများဆုံးလူကျွန်တော် Man City ရဲ့ကျွန်တော် Saber Price ချိန်မှာ captain ဖြစ်ဖို့အများဆုံးလူကြောင်းနည်းနည်းလေးပြောရအောင်ကျွန်တော်တို့ Rodrigo Hernandez ကျွန်တော် Rodri ဒါ Golden Ball ရှာသွားပြီလက်ရှိကျွန်တော် Ballon d'Or စုကလည်းတူရ Messi ရဲ့နှစ်ယောက်ကျွန်တော်ရေပန်းစားနေတယ် Ballon d'Or စုဒုတိယအကြိမ်မြောက်လည်းရသွားနိုင်ဖို့ကလည်းအခွင့်အရေးရှိနေဒါပေမဲ့အခု Fabrizio Romero ကကျွန်တော်တင်ကြားတင်ဆက်လာတယ်။ Rodri ရဲ့အိမ်မက်ကရန်မနစ်မှာကစားဖို့ဆိုပြီးတော့တင်တက်လာတယ်။ဒါကတော့ကျွန်တော်တို့နည်းနည်းလေးတော့စိတ်ကတော့ပြောမယ်ဆိုတော့နည်းနည်းလေးတီးပြီးသားပါ။ဒါပေမဲ့သူ့အနေနဲ့လက်ရှိအစာချုပ်ကတနေ့ပဲကြံတော့လား။ရန်မထစ်ကလည်းမခေါ်ဘူးလို့ကျွန်တော်တို့ရန်မထစ်ဥက္ကဋ္ဌကိုယ်တိုင်ကပြောထားတယ်။ Rodri ကိုမခေါ်ဘူး။ဒါပေမဲ့ဘာလဲနည်းနည်းစဉ်းစားတွေ့ကြည့်မယ်ဆိုရင်ခင်ဗျားတို့ Manchester City ဖန်နေနည်းနည်းလေးတော့အဖြေပေါ်မှာပါရန်မက်ဒရစ်ဆိုတာကငွေကုန်ကြေးချမြန်မာစားစားဒီအသက်30နဲ့ကစားမတွေကိုမခေါ်ဘူးဗျာအဲ့တော့ကျွန်တော်ဒေတာဘောအဖြေကခင်ဗျားတို့သိမယ်တနေ့နေမယ်နေပြီးရင်နောက်နေ့ဆိုရင် free agent နဲ့ကျွန်တော် Rodri ထွက်မယ်အဲ့ချိန်မှာရန်မက်ဒရစ်ကောက်စားခေါ်လို့မှာပဲရဲဒီဝါပေါ့ DM လို့ Rodri တယောက်အနေနဲ့ Rodri လိုကမ်းမတယောက်ကအနည်းဆုံးဗျာဒါအသက်30ဝန်းကျင်ဖြစ်ပေမဲ့နောက်ထပ်3နှစ်4နှစ်ကစားလို့ရတယ်။ Okay လေဟုတ်တယ်မလား။စင်ပြေလေဟုတ်တယ်မလား။ဆက်နေမကုန် free agent ဖြစ်နေတာ။ဒီလိုမျိုးနေထားမျိုးကိုရန်မက်ဒရစ်ဥက္ကဋ္ဌကချောင်းနေတာ။ဒီကောင်နေစပင်းကောင်နဲ့လို့ပဲခုံးဆင်းကျင်တဲ့အခြေအနေဘာစီတို့ရောရဲရောဒီကောင်နဲ့နည်းနည်းဂုံးတဲ့တိုင်းမှာတို့များနေ။ဒါတွေကပြောမယ်ဆိုရင်တော့ကျွန်တော်မက်ဆီဒီပိုင်ကတော့နည်းနည်းလေးရေးစားမိပါပါ။ကျွန်တော်စိတ်ထဲမှာတော့ဟုတ်တယ်ဈေးရရင်တော့မင်းဒီနှစ်ခေါင်းလေးကျွန်တော်ရောင်းလိုက်စေချင်တာဟုတ်တယ်မလားပြီးကြတော့ဒီနှစ်မှာလဲ Rodri ကခင်ဗျားတို့ဒါ Premier League ကပွဲစဉ်တွေစကြတယ်ကစားမယ်ထင်နေလားမကစားဘူးเนาะမက်ဆီဖန်နေပြပြောနေတာကခင်ဗျားတို့ Rodri ကမကစားပါဘူးဘာလို့ဆိုတော့ Rodri ကခွဲစိတ်မှုပြုလို့ရအောင်ပါသူပြောထားတယ်သူ့ရဲ့တန်ရာတစ်ခုခုရှိတယ်အဲ့ရာကိုသူကခွဲစိတ်မှုလုပ်ရအောင်မယ်လုပ်ပြီးမှကျွန်တော် Man City နဲ့သူကစားရမယ်ပေါ့အဲ့ဆိုတော့ကျွန်တော်အနည်းဆုံးတန်ရာအသေးစားဖြစ်သူကအသေးစားဖြစ်ဖို့ကတိတ်မဟုတ်ပါဘူးခွဲစိတ်မှုတစ်ခုလုပ်ရမယ်ဆိုရင်အနည်းဆုံး3လ4လနိုင်ရမယ်မိုင်းကို9လ6လဗျာအဲ့ဒီဆေးကူနေရနဲ့တစ်နှစ်ကကုန်သွားမယ်ကုန်တော့ဆိုကျွန်တော် CD ချင်းကတစ်နှစ်လောက်နီးကိုပြောမယ်ဆိုရင်တော့ဆေးကူပေးရမှာဆေးကူပေးတော့ပြောမယ်ဆိုရင်တော့ဒါဟုတ်တယ်မလားရောက်ဖကိုကျုပ်တက်ရမှာရဲမတွေ့ကိုကျွန်တော်တို့နောက်နှစ်ကိုကျွန်တော် free agent ပေးရမှာအနေထားကအဲ့လိုပဲဒီအနေထားကအားလုံးကလိုက်စားမိတာအားကြောင့်မို့Man City က AB လကလေးကကျွန်တော်တို့အချင်းတွေကိုစောင့်ကြည့်ပြီးတော့ဝေးကိုစာချုပ်တိုးတယ်ဘူရီကလည်းညင်းနေလို့ဘာလို့တင်ကြတယ်ဒီဦးအနေနဲ့လာစာတိုးတောင်းတယ်လာစာတော့ပြောမယ်ဆိုရင်တော့တိုးတောင်းရဆိုရင် okay ဟုတ်တယ်မလားသူ့လိုဘလုံးကျော်ဝန်သားတယောက်ကလာစာညီမပေးရမှာဗျာဟုတ်တယ်မလားဂါမတယောက်အနေနဲ့လာစာကတော့ဒီကရေးပါပါတယ်ထားပါတော့တကယ်လို့ရန်မတူပြောင်းနေတယ်ဆိုရင်လည်းကျွန်တော် Man City ကဆေးကူပေးရမှာတစ်နှစ်လောက်ဆေးကူပေးရမှာဆေးကူပေးရမယ်ဆိုတော့ခင်ဗျားတို့အားလုံးမန်စီးဖန်နေတော့ဒီကိုတစ်နှစ်လောက်တော့ရှိနေခြင်းနေဆိုတော့ဟုတ်တယ်ဆာလမတွေရှိမှာရှိဖို့ကများတယ်ဖြစ်နေကြရိုဒီကဒီနေ့ကိုနေမှာတစ်နှစ်လောက်ကိုနေမဲ့ခင်ဗျားတို့ရိုဒီကကစားပေးလားဆိုတော့မကစားပေးဘူးခွဲစိတ်ပြီးမှ AC ချောမောဗျာဟုတ်တယ်မလားကိုယ်ဆိုင်ပြူထားတဲ့ဘန်းလေးကသူများရင်ကမှပြောကျွန်တော်တို့ Manchester City ဖန်ကြီးဟောလောက်ပေးရမှာအဖြစ်ကံစွမ်းလောက်ပေးရမှာဒီလိုမျိုးနေထားကိုတက်ရောက်သွားတယ်ဟမ်ဘယ်လိုလဲကျွန်တော်အတိ City တင်းကတော့ကို့မှာမနေချင်းရာမတက်ကိုဆွဲမထားဘူး Okay မင်းဖက်ချင်ပြီဆိုလေထွဲ Okay ရတယ်ငါတို့အစီးပဲဒါမဲ့ဖန်နေဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်ဖန်နေရတိတ်မကျင်နိုင်ဘူးမန်စီဖန်နေမကျင်နိုင်ဘူးငါတို့ကဆေးကူပေးတယ် ASEAN လိုတရားမျိုးရတော့မင်းပေါ့နည်းနည်းလေးမှဟုတ်တယ်မလားမငဲကဖဲနဲ့မင်းဘက်ကနေ ASEAN ဟိုဒီပြန်လာမှာဟိုဒီနေ့ပြန်လာမှာဟိုဒီတနေ့ပြန်လာမှာငါတို့ပြန်ဖြစ်မှာပဲတခြား Bruno ဇူဝန်သားရတော့ကလည်းဟုတ်တယ်မလားဟို Vinicius တို့နဲ့ဖွဲ့ရင်းနဲ့တိုက်ခိုက်တဲ့ချိန်မှာငါတို့ Rodri ဘက်ကပြီးရွက်တည်တယ်ဘလူးကောင်းကြောင်း Rodri DM မှာဘလောက်ရေးပါတယ် Rodri မရှိရင် Man City တဘလောက်တက်ပြတယ်ဆိုတာအဲ့အကြည့်ချင်းရမယ် Bruno ရောဝန်သားကဘလောက်ရေးပါလဲဆိုတာကိုကျွန်တော်တို့
အားလုံးဘက်ကကျွန်တော်ကာဝယ်ပေးခဲ့တာမသိဖက်နေရှင်းများအင်အားလေးနဲ့ကိုကျွန်တော်ရိုဒီဘက်ကလည်းကာဝယ်ပေးခဲ့တာဟုတ်တော့မလားအဲ့ဒါတချို့လူတွေကရိုဒီကိုမချဘူးပါဘူးကွာဘလုံးဒီကိုဝင်းနာပါညာနဲ့တိုက်ခတ်ကြတယ်ကျွန်တော်အစွမ်းဆောင်နေနဲ့ကာဝယ်ပေးခဲ့တယ်ဒါပေမဲ့သူကသူ့ရဲ့ဘက်ကကျင့်တယ်မှန်ပါတယ်သူ့တက်ရွယ်က30ရန်ရောက်လာပြီသူ့ရဲ့မွေးရက်စာတီကိုနိုင်ငံကို AC တက်တောင့်တက်တာနဲ့အတင်းကြီးထဲမှာကစားခြင်းပါပဲသူ့ဘက်ကကြည့်လဲမှန်တယ်ဒါပေမဲ့မန်စီးဘက်ကကြည့်တယ်အတင်းကပတ်ကွာယူတာဆရာပကြီးထွက်ထွက်နေမှာအတင်းပြန်နေတီဆောင်းနေချင်းမှာသူ့လိုမျိုးကျိုးရိုးဒီကကမာကြီးကအတင်းကိုကူညီပေးတင်တယ်လို့မြင်တယ်ဒါပေမဲ့တော့ CD ကတနေ့လောက်နေသွားပြီးတော့နေဆို CD အဆင်ပြေတယ် DM ရဲ့ room မှာအဆင်ပြေပြီးတော့ဟုတ်မလားCD ရဲ့ပုံမှန်လေး ISO မာကနဲ့အဆင်ပြေနေဆိုရင်ထွက်သွားတာက okay တယ်ကျွန်တော်တို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ AC ပါပဲကျွန်တော်တို့ကထွက်သွားရင်လည်းကျွန်တော်တို့ကတော့1 minute ပါဘူးနည်းနည်းအတင်းရရင်သွားမယ်မှန်တယ်ဘာလို့ဆိုတော့ကျွန်တော် Man City ရှာဒီယာတွေကတော့အစိမ့်ဆုံးဘောများစွာနဲ့ကျွန်တော်မှာဟုတ်လို့မလားအများဆုံးကျွန်တော်တို့ကဘာဖလားမှမှန်းပါဘူးကိုတင်းကိုအပိတ်မယ်အနည်းဆုံး user ဝင်ရတော့ပဲကျွန်တော်ဒီကမှန်းတာတယ်စိန်ကုန်ဘောများစွာကရင်ဆိုင်ရမယ်နီးပြအစ်စ်နော်ဘယ်လိုမျိုးစုဖဲမှာလဲနီးပြအစ်စ်ကဘယ်လိုကိုင်မှာလဲနီးပြရေးချင်းငါတို့ဘယ်လိုမျိုးဒီနီးပြနဲ့80အနာဂတ်တွေဘယ်လိုရှိရမလဲဆိုတော့မန်စီးတီးဖန်နေရတော့တော်တော်လေးကိုဒီဟာတွေဟာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတယ်မန်စီးတီးရောမန်စီးတီးအတင်းရောကနော်ဘာမရှင်ဘာမှဖြစ်တော့ဘာမရှင်မင်းတို့တင်ရဘာမှတောင်စောက်တော့မကြဘူးလို့ပြောတဲ့စကားကနေကိုကျွန်တော်ဘယ်လိုကြော်ရမလဲအဲ့ဒီစကားကကျွန်တော်ပြောမယ်ဆိုကျွန်တော်ကပတ်မလာခင်ကကျွန်တော်တင်းကမန်ချီနီတို့ပယ်လီဂရီထက်ကြရကောင်းပြီလားဗျာဘက်ကကောင်းလို့ရောက်လာတာကျွန်တော်ဘက်ကမန်စီးတီးအတင်းငယ်လေးဖြစ်နေမလာဘူးဘက်ကကောင်းလို့ရောက်လာတာဒါကျွန်တော်တီးဖို့လိုအပ်တယ်ဘက်က CD ရအရန်ကောင်းလို့ဘက်ကရောက်လာတာမကောင်းရင်ဘက်ကမလာဘူးအဲ့ဒါပဲเนาะထားပါတော့ကျွန်တော်တို့အနီးပြကျွန်တော်ရဲ့ထွက်သွားအနီးပြဘာမှတော့ပြောပါဘူးရိုဒီအနေနဲ့ဒါရဲမဒရစ်ကိုသူပြောင်းညီနေတဲ့ဆန္ဒကတော့ကျွန်တော်တို့ရှိနေသူအင်တာဗျူးတွေမှာလည်းဖြေရရဲသူရဲမဒရစ်ကအိမ်မက်ဟုတ်ပါတယ်သူအိမ်မက်ကအိမ်မက်သူလည်းအိမ်မက်ဖြစ်ရှင်မှာပဲလေဟုတ်တယ်မလားငါတို့ကွာဘာလဲရပြီဘလုံးတွေရပြီရဲမတို့အတင်းကြီးမှာဟုတ်တယ်မလားကစားနေဆိုရင်စိတ်ကူကတော်တော်များများရဲ့အိမ်မက်ကဒီအတင်းနေမှာမပြခဏဟုတ်တယ်မလားရဲမထွက်တူပါစီလို့ဆိုတာသူမနေချင်းလဲထွက်တော့ဝေးကြည့်ဒါပေမဲ့ကျွန်တော်ဖီးငုတ်တာကလေတစ်နှစ်နီးတစ်နှစ်လောက်ကြီးကိုတင်းကဆေးကူပေးရမှာကြီးကနည်းနည်းလေးတော့မကြိုက်ဘူးဟုတ်တယ်မလားကိုသူများရေကမှပြောကိုကပြုစုပြုထုံပေးရမှာအဲ့လိုဖြစ်နေတာဘယ်လိုမြင်ကြရမသိဘူးကျွန်တော်အဲ့အရာလေးတစ်ခုပဲဖီးငုတ်တာနောက်အရာဒီမှာ free agent ဖြစ်ဖို့ကတော့များတယ်ဒီတေချာပုတ်ဒီအရာဒီမှာဆက်နေနောက်ဒီမှာသူစက်တန်းဒီပေးရမချုပ်ဘူးဒီအရာဒီမှာသူထွက်ကျင်နေဆိုရင်လည်းအနည်းဆုံးတန်း90 60လောက်သူ့ကိုခေါ်ရတယ်ဒီကူပါတန်း80ရခေါ်ရတာဆိုအနည်းဆုံးတန်း90လောက်ရရင်လည်းမဆိုးပါဘူးအဲ့လောက်ပဲဒါမှမဟုတ်တာကိုပဲချမ်းရဲ့ဂုံးသမားဆိုတော့ပေးမှလည်းပေးမှာနောက် free agent ရမယ်လားမသိရကုန်မင်းပေးစရာလားဆိုတာလေဟုတ်ဆုံးပါဘာဖြစ်တော့ကျွန်တော်တို့ဒါကျွန်တော်ဝင်းနဲ့ပတ်သက်ပြီးတော့အကြောင်းလေးပေါ့ဗျာဟုတ်တော့မလားလက်ဆက်ပြီးတော့ပါတိတ်တိတ်